မောင်စွန်းစောက်ခမလီဝန်ဆိုင်ဆောက်မင်္ဂလာညချမ်းမှာဒီနေ့2026မေလ14ရက်ဂျာတာပဒေနေ့အတွက်တည်ထားတင်တဲ့ရှန်နီဒေတာတွင်းနဲ့အတူပြည်တွင်းတည်နိုင်ငံတကာတည်တွေကိုတင်ဆက်ပေးတော့မှာပါဒီနေ့ညအတွက်တည်တွေမှာတော့ရှန်နီဒေတာကပမောက်မြို့နယ်အတွင်းကနှက်မားဒေတာနဲ့မန်လူဒေတာတို့မှာရှန်နီစာပေဆရာဖြစ်တင်တန်းနဲ့လူငယ်ဖွံ့ဖြိုးရေးတင်တန်းတို့ပြုလုပ်နေပါတယ်တင်တန်းသူတင်တန်းသား80ကျော်တက်ရောက်နေတာပါနောက်ထပ်အင်ဒိုမျိုးကရှေ့ခံပညာအထက်တန်းကျောင်းကို KNA PDF ပူးပေါင်းအဖွဲ့တို့ကဒရုန်းနဲ့တိုက်ခိုက်ခဲ့မှုကြောင့်ပညာရေးဝန်ထမ်း3ဦးထိခိုက်ခဲ့ပါတယ်။ပြည်တွင်းတည်မှာဒီနှစ်မိုးရာတီကခါတိုင်းနှစ်တွေထက်မိုးပိုကြီးနိုင်ပြီးတောင်တူတွေခယူဆိုင်ကြဖို့မိုးလေဝသပညာရှင်တွေကတတိပေးနေကြပါတယ်။နိုင်ငံတကာတည်အနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင့်ဖျင်တို့တွေ့ဆုံပြီးသဘောတူဆွေးနွေး၍အောင်မြင်တယ်လို့ထုတ်ပြန်လာကြပါတယ်။စားတဲ့တည်တွေကိုနားဆင်သွားကြဖို့ရှိနေပါတယ်ဒီနေ့ညအတွက်ထူးခြားတဲ့တည်တွေကိုအခုပဲနားဆင်လိုက်ကြအောင်ပါဒေတာတွင်းတည်တွေကိုအီလောက်ခမ်ကပြောပြပေးတော့မှာဖြစ်ပါတယ်ဗမောက်မြို့နယ်အတွင်းမှာရှမ်းနီဆရာဖြစ်တင်တန်းတွေကိုပြုလုပ်နေတဲ့တည်ကိုပြောပြပေးတော့ပါမယ်စကိုင်းတိုင်းဒေတာကြီးအထက်ပိုင်းဗမောက်မြို့နယ်အတွင်းမှာရှမ်းနီဆရာဖြစ်တင်တန်းတွေနဲ့မုံမှန်တင်တန်းတွေကိုပြုလုပ်နေတယ်လို့သိရပါတယ်ဗမောက်မြို့နယ်အတွင်းကမန်လူဒေတာနဲ့နတ်မာဒေတာတွေမှာပြုလုပ်နေတာဖြစ်ပြီးရှမ်းနီစာပေဆရာဖြစ်တင်တန်းတွေအပြင်လူငယ်ဖွံ့ဖြိုးရေးတင်တန်းတွေလည်းပါဝင်တယ်လို့တင်တန်းဆရာဆရာမများထံမှသိရပါတယ်။ဒီနတ်မာအုပ်စုမှာရှမ်းနီစာပေတတ်မြောက်ဖို့အတွက်လာပြီးမှဖွင့်ဖြစ်ပါတယ်။တင်တန်းပြီးသွားတဲ့မော်ဆွမ်တွေကိုနတ်မာဒေတာကစာတင်ကျောင်းတွေမှာခန့်အပ်သွားဖို့ရှိပါတယ်လို့တင်တန်းဆရာမတအူးကပြောပါတယ်။နတ်မာဒေတာမှာဖွင့်လှစ်ထားတဲ့ဆရာဖြစ်တင်တန်းနဲ့ရှမ်းနီစာပေတက်မြောက်မှုတင်တန်းမှာတင်တန်းသားစုစုပေါင်း43ဦးရှိပြီးဆရာဖြစ်က19ဦးနဲ့ရှမ်းနီစာပေလေ့လာသူ24ဦးရှိတယ်လို့သိရပါတယ်။ဒီဒေတာမှာရှမ်းနီစာပေတင်ကြားနိုင်မှုမရှိတာဟာ2021ခုနှစ်ကတည်းကဖြစ်ပြီးဒီနှစ်မှာပြန်လည်စတင်ခြင်းဖြစ်တယ်လို့သိရပါတယ်။မန်လူဒေတာစိတ်နှံ့ပုံကြီးရွာမှာလည်းပထမအကြိမ်ရှမ်းနီစာပေနဲ့ရိုးရာယဉ်ကျေးမှုဆရာမုံမှန်နဲ့လူငယ်ဖွံ့ဖြိုးရေးတင်တန်းတွေကိုမေလ9ရက်နေ့ကစလို့တလကြာပြုလုပ်နေတာပါ။ရှမ်းနီဆရာတွေရဲ့တင်ကြားမှုတွေကိုပုံမတိုးတက်လာစေရေးအတွက်မုံမှန်တင်တန်းတွေပြုလုပ်ပေးနေတာဖြစ်ပြီးစွမ်းရည်ဖွံ့ဖြိုးရေးဆိုင်ရာဘာသာရပ်အသီးသီးကိုလည်းထည့်သွင်းပြီးတင်ကြားပေးနေကြအောင်ဥဆောင်တဲ့တင်တန်းမှုကဆိုပါတယ်။ဗမောက်မြို့နယ်အတွင်းကတိုင်းရင်းသားဘာသာတင်ဆရာဆရာမ TANA တွေဟာအစိုးရကထောက်ပံ့တဲ့လစာတွေမရရှိတာ9နှစ်ဝန်းကျင်ရှိလာပြီးကြီးရွာနဲ့ရှမ်းနီတပ်ဖွဲ့များတာအဓိကထောက်ပံ့ပေးနေတာဖြစ်တယ်လို့သိရပါတယ်။ TANA တွေကလစာမရကြဘူး။နတ်မားရွာမှာရှိတဲ့အုပ်ချုပ်ရေးမှုတွေဆရာမကြီးတွေနဲ့တိုင်ပင်ပြီးတော့ပတ်စံဆိုလဲ2သိန်းဆန်လေးနဲ့စီလေးနဲ့အဲ့လိုလေးလှုပ်ထားပါတယ်။ကြီးရွာကနေပံ့ပိုးပေးတာပဲ။ကြီးရွာကနေလှုပ်ဆောင်ပေးနေတာလို့ရှမ်းနီဆရာမတဦးကပြောပါတယ်။စကိုင်းတိုင်းဒေတာကြီးအစိုးရစာတင်ကျောင်းတွေမှာတိုင်းရင်းသားဘာသာတင်ကြားနေတဲ့ဆရာဆရာမ language teacher ND နဲ့ teacher assistant TA တွေဟာလစာလုံလောက်မှုမရရှိမှုတွေကြုံနေရတာပါစာတင်ကျောင်းတွေမှာတင်ကြားနေတဲ့ဆရာဆရာမဦးရေနှဲပါလာတဲ့နေရာမှာရှမ်းနီလူငယ်တွေနဲ့ရှမ်းနီဘာသာတင်ဆရာဆရာမတွေကဝင်ရောက်ကူညီပြီးတင်ကြားပေးနေတာ9နှစ်နီးပါးရှိခဲ့ပြီလည်းဖြစ်ပါတယ်ဆက်လက်ပြီးအင်ဒိုမြို့တွင်လက်နက်ကြီးဒရုန်းထိမှန်ခဲ့မှုကြောင့်ပညာရေးဝန်ထမ်း3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်းကိုပြောပြပေးတော့ပါမယ်။စကိုင်းတိုင်းဒေသကြီးအင်ဒိုမြို့ရှိအခြေခံပညာအထက်တန်းကျောင်းခွဲအောင်စရာဝင်းအတွင်းမှာလက်နက်ကြီး FPV Suicide Drone ထိမှန်ခဲ့မှုကြောင့်ပညာရေးဝန်ထမ်း3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။မေ12ရက်နေ့ကမနက်7:45မိနစ်အချိန်တွင်ကြာရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးအင်ဒိုမြို့ရဲ့အနောက်ဘက်မီတာ2600ခန့်အကွာကနေဒရုန်း2စင်းနဲ့တော်လိုင်းရေးတပ်ဖွဲ့ KNA PDF ပူးပေါင်းတပ်ဖွဲ့ကပစ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။မူလတန်းကျောင်းအုပ်ဆရာတဦးနဲ့ရုံးဝန်ထမ်း2ဦးဘုံစမှန်ထိခိုက်ခဲ့ပြီးကျန်းမာရေးဆောင်ရှောက်မှုများခံယူနေရတယ်လို့ဆိုထားပါတယ်။ဆရာဆရာမများနဲ့ရုံးအဖွဲ့များကကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက်ကျောင်းဖွင့်ကာလအမီကျောင်းသားကျောင်းသူများကျောင်းအပ်နိုင်ရန်နဲ့စာတင်ခန်းများနဲ့တင်ထောက်ကူပစ္စည်းများကြိုတင်ပြင်ဆင်မှုများလှုပ်ဆောင်နေချိန်တွင်ထိမှန်ခဲ့တာလို့သိရပါတယ်
မနေ့ကမေ23ရက်နေ့မှာလည်းအဆိုပါမြို့နယ်ထဲကနဘာကြီးကျေးရွာမှာအမျိုးသား3ဦးမိုင်းနင်းမိပြီးတဦးတေဆုံးက2ဦးမြစ်ကြီးနားဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့အနီးနေထိုင်သူများကဆိုပါတယ်။အင်းတော်မြို့ကပြီးခဲ့တဲ့2025ခုနှစ်ဧပြီ9ရက်နေ့မှာတော်လိုင်းရေးတပ်များက2နှစ်ကြာအထိသိမ်းယူထားခဲ့တာဖြစ်ပြီးယခုနှစ်2026ခုနှစ်ဧပြီ30ရက်နေ့မှာတော့စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာအင်းတော်မြို့ကိုစစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီးနောက်အစိုးရဌာနမှနန်းစီဒီယန်ဝန်ထမ်းများခေါ်ဆောင်ကအစိုးရအတရဲ့အုပ်ချုပ်ရေးရန်တရားများဖြင့်ပြန်လည်လှည့်ပတ်နေဖို့ဆောင်ရွက်နေကြောင်းဒေသခံများထံမှသိရပါဗျ။ပြည်တွင်းသတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတော့ကျွန်မနှုံဆိုင်လောက်ကဆက်လက်တင်ဆက်ပေးတော့ပါမယ်။ပြည်တွင်းသတင်းအနေနဲ့အခုနှစ်မိုးရာသီမှာခါတိုင်းနှစ်တွေထက်မိုးများမဲ့အကြောင်းကိုပြောပြပေးတော့ပါမယ်။မြန်မာမှာယခုနှစ်မိုးရာသီကာလဇူလိုင်လကနေဩဂတ်လ2လအတွင်းခါတိုင်းနှစ်တွေထက်မိုးများနိုင်ပြီးတိတိတတာမိုးရွာတွန်းနိုင်တာကြောင့်တောင်သူများအထူးဂရုစိုက်ဖို့လိုအပ်တယ်လို့မိုးလေဝသခန့်မှန်းနေတဲ့ National Oceanic and Atmospheric Administration NOAA ရဲ့မေလ3ရက်နေ့အစီရင်ခံစာကဆိုထားပါတယ်။ဒီမိုးလေကာလမှာတနိုင်ငံလုံးအတိုင်းအတာမိုးများရှင်အပြင်ကမ်းရိုးတန်းနဲ့မြို့ဝကျွန်းပေါ်ဒေသတွေကမိုးကြီးရေရှမ်းမှုများကိုပုံမတတိထားတင်ကြောင်းတတိပေးထားပါတယ်။ဒါအပြင်ဒီနှစ်ကရခိုင်နှစ်တွေထက်မုတ်တုံလေးစောဝင်တာကြောင့်မိုးဦးကာလအစောပိုင်းမှာပဲမိုးများနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်းထုတ်ပြန်ထားပါတယ်။ဒီလ14ရက်နေ့မှ18ရက်အတွင်းလဲအနောက်တောင်မုတ်တုံလေးဟာကပလီပင်လယ်ပြင်နဲ့ပင်ကလာပင်လယ်အော်တို့မှာအားကောင်းနေတာကြောင့်မြန်မာနိုင်ငံတောင်ပိုင်းနဲ့ပင်လယ်ပြင်ဒေသတွေမှာမိုးလေဝသအခြေအနေဆိုးဝါးနိုင်တယ်လို့သိရပါတယ်။ဒီရက်ပိုင်းမိုးများနိုင်တဲ့ဒေသတွေထက်ကရှင်ရှမ်းရခိုင်မန္တလေးနေပြည်တော်နဲ့မကွေးတိုင်းတို့ပါဝင်ပြီးကြံဒေသတွေမှာလည်းနေရာကွက်မိုးရွာနိုင်တယ်လို့မိုးစလာကဆိုထားပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့လာနီညာရာသီဥတုဖြစ်စဉ်ကြောင့်မိုးပိုများရှင်တဲ့အချိန်အခါမဟုတ်မိုးရွာသွန်းရှင်စတဲ့စွတ်ဆိုတဲ့ရာသီဥတုဖြစ်ပေါ်စေတာဖြစ်တယ်လို့မိုးလေဝသပညာရှင်တွေကပြောပြထားပါတယ်။အဆိုပါလာနီညာရာသီဥတုကနေဇူလိုင်လအတွင်းကနေစပြီးတဖြည်းဖြည်းနဲ့အယ်နီညိုရာသီဥတုအဖြစ်ကိုကူးပြောင်းရောက်ရှိခဲ့မှာဖြစ်တာကြောင့်2026ခုနှစ်ကုန်ပိုင်းမှာတော့မိုးခေါင်ရေရှားရှင်နဲ့မိုးနှောင်းကာလမိုးရွာတွန်းရှင်မရှိမှုတွေကိုကြုံတွေ့နိုင်ကြောင်းသိရပါတယ်။ဒီရာသီဥတုဖြစ်စဉ်တွေဟာစိုက်ပျိုးရေးလုပ်ငန်းဖြစ်တဲ့ဆန်စပါးနဲ့တောင်ယာတီးနှံတွေအပေါ်ပုံမတက်ရောက်မှုရှိတာကြောင့်တောင်သူတွေအနေနဲ့ပြိုးထောင်ရှိန်နဲ့စိုက်ပျိုးရှိန်တွေကိုပုံမှန်စိုက်နေကြထက်စောစီးစွာသို့မဟုတ်နောက်ကျမှရာသီဥတုအလိုက်ခရုစိုက်စိုက်ပျိုးကြဖို့တတိပေးထားကြပါတယ်ရှင်။ဆက်လက်ပြီးနိုင်ငံတကာတည်အနေနဲ့အမေရိကန်သမ္မတနဲ့တရုတ်သမ္မတတို့အပြုတဘောဆောင်တဲ့မဟာဗျူဟာဖြစ်မြောက်ရေးဆက်ဆံရေးတိဆောက်ရေးတဘောတူတဲ့အကြောင်းကိုပြောပြပေးတော့ပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့တရုတ်နိုင်ငံခီးစဉ်အတွင်းမှာတရုတ်သမ္မတရှီနဲ့တွေ့ဆုံခဲ့ကြပြီးအပြုတဘောဆောင်ပြီးမဟာဗျူဟာမြောက်တည်ငြိမ်တဲ့ဆက်ဆံရေးအဖြစ်တိဆောက်တော့ဖို့သဘောတူညီခဲ့ကြတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။လာမယ့်3နှစ်နဲ့အထက်မကတဲ့ကာလတွေအထိတရုတ်အမေရိကန်ဆက်ဆံရေးအတွက်မဟာဗျူဟာမြောက်လမ်းညွှန်ဖို့ပေးနိုင်လိမ့်မယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ဖော်ပြထားချက်အရနှစ်နိုင်ငံစီးပွားရေးနဲ့ကုန်သွယ်ရေးအဖွဲ့တွေဟာရေပုံရအားဖြင့်မျှတပြီးအပြုသဘောဆောင်တဲ့ရလဒ်တစ်ခုကိုရောက်ရှိခဲ့ပြီးဖြစ်ကြောင်းရှီကျင်းဖျင်ကထရန့်ကိုပြောကြားခဲ့ပြီးနှစ်ဦးနှစ်ဖက်စလုံးအနေနဲ့ခက်ခဲရင်းရင်းရရှိထားတဲ့အပြုသဘောဆောင်တဲ့အရှိန်အဟုန်ဆက်လက်ထိန်းသိမ်းတွားဖို့အတူတကွလက်တွဲလှုပ်ဆောင်တင်ကြောင်းတိုက်တွန်းထားတာပါတရုတ်နိုင်ငံရဲ့တကားဖွင့်ဝါဒဟာနောက်ဆုံးမှာမဟုတ်ပဲပိုလို့တောင်ကျပြန့်လာအောင်မှာဖြစ်ကြောင်းအမေရိကန်ကုမ္ပဏီတွေအနေနဲ့လည်းတရုတ်ရဲ့ပြုပြင်ပြောင်းလဲရေးတွေမှာအင်တိုက်အားတိုက်ပါဝင်နေတာကိုကြိုဆိုတယ်လို့ပြောပါတယ်။နိုင်ငံကောင်းဆောင်2ဦးဟာအရှေ့အလယ်ပိုင်းအရှေ့နေယူကရိန်းအကြက်တဲနဲ့ကိုရီးယားကျွန်းဆွယ်အရှေ့နေအပါအဝင်အဓိကနိုင်ငံတကာနဲ့ဒေသဆိုင်ရာကိစ္စရပ်များအပေါ်အမြင်ရှင်းဖလှယ်ခဲ့ကြတယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ Nvidia CEO Jensen Huang, Tesla CEO Elon Musk နဲ့ Apple CEO Tim Cook တို့ဟာထရန့်ရဲ့ပေကျင်းခီးစဉ်မှာလိုက်ပါလာခဲ့တဲ့အမေရိကန်စီးပွားရေးကောင်းဆောင်တွေပဲဖြစ်ပါတယ်
တရုတ်နိုင်ငံဆင်ဟွာသတင်းဌာနရဲ့အဆိုအရရှီကထရမ့်နဲ့ဆွေးနွေးစဉ်ထိုင်ဝမ်ပြဿနာဟာတရုတ်အမေရိကန်ဆက်ဆံရေးမှာအရေးကြီးဆုံးကိစ္စဖြစ်တယ်လို့ပြောကြားထားပါတယ်။သမ္မတထရန့်ဟာ2019ခုနှစ်မှာတရုတ်နိုင်ငံကိုပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီးလက်ရှိခရီးစဉ်ဟာဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်ရှင်။ဒီနေ့ညမှာရှန်နီဒေတာနဲ့ပြည်တွင်းပြည်ပကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကိုနားဆင်ခဲ့ကြရတာပါ။မနေ့ဖြန်မှာလည်းအရေးကြီးတဲ့သတင်းထူးတွေကိုအချိန်နဲ့တပြေးညီတီးနိုင်ဖို့ကျွန်ုပ်တို့ရဲ့ရှန်နီအတန်ကို follow လုပ်ထားဖို့မမေ့ပါနဲ့အောင်။သတင်းပေးပို့လိုတာပဲဖြစ်ဖြစ်အကြံပြုလိုတာပဲဖြစ်ဖြစ်ကျွန်ုပ်တို့ရဲ့ social media စာမျက်နှာတွေမှာပြောကြားနိုင်ပါတယ်။ရှန်နီအတက်ရဲ့တင်းဆောင်းပါးတွေကို www.shanipoint.com နဲ့ www.facebook.com/thevoiceofshani စာမျက်နှာတွေမှာတွားရောက်နားဆင်လို့ရနေပါပြီ။ဒါအပြင်ရှန်နီတိုင်းနာတို့ရဲ့ရိုးရာယဉ်ကျေးမှုများလူနေမှုဘဝလူမှုရေးစီးပွားရေးကိစ္စရပ်များကိုဆောင်းပါးများ short video များအနေဖြင့်ရှန်နီအတက်ရဲ့ YouTube channel, Telegram channel တို့မှာလည်းကြည့်ရှုနိုင်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့အတွက်ရှန်နီအတန်ဝိုင်းတော်သားတွေကအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲပေးကင်းပြည့်ကျမ်းမာတဲ့နေ့ရက်လေးပိုင်ဆိုင်ကြပါစေငိမ့်စုံတယောက်ခါဆော